အနန္တ၅ပါးကိုရှစ်ခိုးပါ၏ဗျာအနန္တ၅ပါးရှစ်ခိုးပြီးတဲ့နောက်အခုနောက်ပိုင်းဇတ်လန်းကိုဘုန်းကြီးကြေညာထားတာကဘာတွေတုံးပြိဿကြီးရှက်ပါနဲ့ကိုသုံးနေတဲ့စကားတွေပဲဟုတ်တယ်တချို့ကမပြောဘူးချစ်တော့ချစ်တယ်ဒါပေမဲ့ပြီးပြောပြည့်စမ်းပါကိုသုံးနေကြမြန်တရားဝဲကြမှာရေးတော့ရေးဘုရုဘာလာလို့နားလေအောင်ဟောမလို့ကျုပ်ကဒီကနေ့ချစ်တော့ချစ်တယ်ဒါပေမဲ့ဘာတယ်တုံးပြိဿကြီးဒါပေမဲ့ဆိုရင်ဆုံးမလားဟိဆုံးနေဘူးကြံသေးတယ်သို့တော်လဲဆိုရင်ကြံသေးတယ်နေပါအောင်ဆိုရင်မသွားနဲ့ဟောဆိုကားတောင်ရရဗမာစကားတော့ရှုပ်ဒါကြောင့်ကြံသေးတဲ့စကလုံးကိုဇက်လန်းထဲမှာတရားနာပြီးသိရလိမ့်မယ်ချစ်တော့ချစ်တယ်ဒါပေမဲ့ဒီဇလန်းကိုဘုန်းကြီးဒန္တာကြီးမဟုတ်ဘူးလုံးချင်းဝတ္ထုတွေကမဟုတ်ဘူးကာတွန်းဇလန်းတွေကမဟုတ်ဘူးကျွတ်တို့သုံးလောကထိုထားတပ်ပြညုမြတ်စွာဘုရားဟောကြားတော်မူတဲ့ဒေသနာတွေကထုတ်ခေါ်မှာဖြစ်တယ်ဒုက္ခနိဗ္ဗာန်မှာဘုန်းကြီးအတ္တကဇတ်ကိုဟောမလို့ကျွတ်တို့သုံးလောကထိုထားတပ်ပြညုမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးသည်သာဝတ္ထိပြေမွန်ဇေရဝံကျောင်းတော်မှာတည်င်းသုံးတော်မူစဉ်အခါမယားဟောင်းဖြားရောက်တဲ့ယဟန်ကိုအကြောင်းပြုပြီးတော့ဒီဇတ်တော်ကိုဟောတယ်။ဧကဘယ်သူဖြားရောက်တာတော့မယားဟောင်းဖြားရောက်နေဆိုတော့လူဘဝမှာအိမ်တော်ပြုပြီးတော့ယဟန်ပေါင်တဲ့မယားကလူဘဝကြံရစ်ခဲ့အဲ့ဒီလိုကြံရစ်ခဲ့တဲ့အချိန်ခါမှာလူဘဝတုန်းကအတူတကွနေခဲ့တဲ့မယားဟောင်းကဖြားရောက်တော့သာသနာပေါင်းနေတဲ့အဲ့ဒီယဟန်မပျော်မွေ့တော့လူထွက်မယ်တဲ့သူကြံစည်လာတော့ယဟန်တော်များကသိတော့ဘုရားထံဆွဲခေါ်သွားကြဟဲ့ခြေသားများအလိုမရှိတဲ့ယဟန်ကိုဘယ်နဲ့ကြောင့်ငါဘုရားထံခေါ်လာကြမှန်လားပါဗျာဒီယဟန်လူထွက်တော့မယ်တဲ့ဗျာဟဲ့ခြေသားလူထွက်မယ်ဆိုတာဟုတ်သလားဟုတ်ပါတယ်ဗျာမင်းဘာဖြစ်လို့ထွက်မှာတပည့်တော်မပျော်လို့ဗျာဟဲ့သာသနာပေါင်းဝင်ထမ်းပြီးတော့ယဟန်တရားကြိုးစားမယ်ဆိုပြီးတော့ဒီပေါင်းကိုတက်လာတာမပျော်တဲ့အကြောင်းရှိရမယ်မင်းဘာဖြစ်လို့မပျော်တာတပည့်တော်ဗျာတပည့်တော်လူဘဝတုန်းကအိမ်အောင်ပြုတ်ခဲ့တယ်ဗျာအိမ်အောင်ပြုတ်ခဲ့တော့ယခုယဟန်ဘဝရောက်လာတဲ့အချိန်ခါမှာတပည့်တော်မယားဟောင်းကနေပြီးတော့ဖြားယောင်းလို့တပည့်တော်မပျော်ဘူးဗျာအေးမပျော်တော့ဒီမိန်းမအကြောင်းပြုပြီးမင်းလူထွက်မယ်ပေါ့မှန်လားပါဗျာတပည့်တော်သူနဲ့ပဲအရင်တုန်းကလို့ပြန်ဘုရားလည်းမထားတော့လျှောက်တော့တာပဲတပည့်တော်လူထွက်ပြီးတော့အရင်တုန်းကလို့ပြန်နေတော့မလို့ဗျာခြေသားသတိထားလို့ဒီမိမ့်မကိုအကြောင်းပြု၍အသင်ဒီဘဝရင်မကပဲနဲ့ဟောနှုတ်ဘဝကအဲ့ဒီမိမ့်မအကြောင်းပြုပြီးတော့တိုင်းပြည်အုပ်ချုပ်တဲ့ဘယင်တဆူဖြစ်တော်လဲငိုချင်းချပြီးတော့သင်ကျူငိုခဲ့ရတယ်သင်ငိုခဲ့ရတဲ့ဒုက္ခတွေဒီမိမ့်မကြောင့်ဟဲ့ဘုရားအမိန့်ရှိရောအမိန့်ရှိတော့ဘေးကယဟန်တော်များကဒီယဟန်သည်ဟိုနောက်ဘဝကမိမအကြောင်းပြု၍ဒုက္ခရောက်ခဲ့တဲ့အကြောင်းကိုလျှောက်ထားကြသဖြင့်ဘုရားကိုယ်တော်မြတ်ကအတိတ်ဇာကြောင့်ပြန်တော်မူပါလေအတိတ်ဇာကြောင့်ကဟောကျွတ်တို့လွန်လေပြီးသောအခါကာတိတိုင်းပါတလိပုတ်ကြီးပြည်သားကြီးဘာပြည်တို့ပါတလိပုတ်ပြည်ကြီးကိုအုပ်ချုပ်ပြီးမင်းလုံနေတာကအတ္တကာလို့ခေါ်တဲ့ဘုရင်ကြီးနာမည်ဘယ်သူတဲ့တော့
အတ္တကဘယင်ကြီးမိဘယခေါင်ကြီးကဥပရိဒေဝီလို့ခေါ်သည်မိဖုရားကြီးကဘယ်သူတဲ့တော့မိဖုရားကြီးကဥပရိဒေဝီအဲ့ဒီအတ္တကဘယင်ကြီးအပန်းမှာခစားပြီးတော့နေတဲ့ပုံနာလူလင်တယောက်ရှိအဲ့ဒီချိန်ခါမှာကျွတ်တို့အတ္တကဘယင်ကြီးသည်အမတန်လှအမတန်ချောဒီဥပရိဒေဝီရဲ့ရုပ်ရည်ကိုကျမ်းဂန်ထဲကပြထားတာကလူလောက်မကဘူးတဲ့ပြိတ္တလူလောက်မကပဲမဲ့လို့နတ်အစင်းကိုလည်း तू မမှီဘူးတဲ့ကောင်းခြင်း၅ပြာနဲ့ပြည့်စုံတဲ့မိန်းမလို့ဆိုရမယ်ပေါ့ပြိတ္တလူအစင်းကိုလွန်တဲ့မိန်းမတွေအခုများရှိသလားမရှိဘူးလှတာတော့လှတာပေါ့လှပေမဲ့လို့ကျမ်းဂန်နဲ့တွေ့ရတဲ့လူလောက်မကအောင်လှနတ်တော့လည်းမမှီတတ်ဘူးတဲ့ဒီလိုကျမ်းဂန်နဲ့ပြကျွတ်တော့ခုခေတ်တော့လူထက်လွန်အောင်လှတဲ့မိန်းမဆိုတာဝေးလို့ကောင်းခြင်း၅ပါးနဲ့ပြည့်စုံတဲ့မိန်းမတောင်တော်ရှားသွားပြီရှားဘူးလားပြိဿကြီးကောင်းခြင်း၅ပါးဆိုတာသိလားကဲဆိုကြည့်တာလက်ချိုးပြီးနည်းနည်းလေးစပ်ပြီးလို့ပြောရအောင်ဆံပင်အသားအရေအယိုးအရွယ်ဘယ်နှခုတော့ဆံပင်အသားအရေအယိုးအရွယ်ပြောကြည့်စမ်းပါဆံပင်ရဲ့ကောင်းခြင်းဆိုတာနောက်ဆက်ကဖြန့်ချခြေပနောက်ထိသားလီတာလေးကဲ့သို့အထက်ကော့ပြန်နေတဲ့ဆံပင်အဖျားအောက်မဆိုင်ဘူးမွေးသောအနတ်ရှိတဲ့ဗရုံးရောင်ကဲ့သို့နက်မှောင်းနေတဲ့ဆံပင်ပြူမပေါဘူးဆံပင်ရဲ့ကောင်းခြင်းအခုခေတ်ခြေပလောက်ထိတဲ့ဆံမမြင်ဘူးသေးလားပဲမြင်ဘူးမလဲရှိမှမရှိပဲဆံမလေးမှာခုတ်ပေါ်ဝဲမဲ့မကြဘူးတရုတ်ဆိုင်သွားကောက်တဲ့အစိတ်ရှိတာဖြတ်ပြစ်ကောင်းပေါ်လှမ်းကြည့်စာပေါင်းတိုက်ကြီးကြကျုပ်မန္တလေးဆွမ်းခံရင်အောင်းမိတယ်အဲ့ဒီဒကမတွေနောက်ကလိုက်တော့အော်မီးနဲ့လိုက်ရှို့ဘလောက်ကြည့်ကောင်းမလဲအောင်းမိတာပါမရှို့ရဲပါဘူးရှို့ကျုံနဲ့ရဖြစ်နေရမှာပေါ့မန္တလေးကမိမကြီးပြောပါတယ်ရန်ကုန်ပြောပါဘူးရန်ကုန်ဟောနေရန်ကုန်ပြောလို့ပဲဖြစ်မယ်လို့ဒီတဲ့ခင်ဗျားတို့ကပိုက်တော့မှဒီဘုန်းကြီးမန်းလေးရောက်လေရန်ကုန်ပြောတော့မှာလို့ဘာပြောဝေးနေတော့ပြောကိစ္စမရှိဘူးနီးတော့ပြောပဲကြိုက်လေမှန်လားပြိဿကြီးတို့တော်လဲဟိုပြောတဲ့သဘောကဘုန်းကြီးအနေနဲ့ကမကြိုက်လို့မနာလို့ပြောခြင်းမဟုတ်ပါဘူးဆံပင်အညွန့်ကိုဖြတ်မပြစ်တဲ့ခြင်းလို့ကြည်တရားနာပြိဿဟောမှာဆံမရဲ့ကောင်းခြင်းခြေပနောက်ထိခုတော့မရှိကြတော့ပါဘူးအသားရဲ့ကောင်းခြင်းပြောကြပါစို့လက်ဖဝါးခြေဘဝနှခမ်းသားလေးများหนีမြန်းနေဆေးမဆိုးပဲหนีတာပြောတာဆေးမဆိုးပဲหนีတာပြောတာခုခေတ်လည်းหนีပါတယ်ခုခေတ်ကတော့နှခမ်းနေမကပါဘူးအကုန်หนีပါရရောနဖူးရောဘယ်နဲ့လျှောက်လို့ထားမှမသိဘယ်လဲနှံ့ပြန်ကျဲလို့တချို့ကလေးမလေးတွေနှခမ်းหนีဆိုတာနှရွက်ရောက်ဟိုမရရားကြီးပြောပါတယ်ဒီရန်ကုန်ဟုတ်ပါဟေးကြောင်ကြောင်မဟုတ်ပါဘူးကိုလှအောင်လုပ်တာလှအောင်လုပ်ပါမှပေါ့လူကြည့်ကြည့်အောင်မလုပ်နဲ့ကိုသူများကြည့်ကြည့်လို့လည်းကြီးမှမသိမှန်ကြီးလည်းတနေကုန်ကြည့်ရသားနဲ့ပြင်ထွက်လာတယ်ဘာတစ်ခုမှပိုးပါတာမဟုတ်ဘဲနဲ့ဘလနှပိုးလာတာတွေကအဲ့ဒီဆေးတွေနော်တရားနာပြိဿဟိုလှစေခြင်းလုံးလို့ပါလှအောင်လုပ်တာပိုလှအောင်ပြင်စေခြင်းလုံးလို့မှန်လားပြိဿကြီးကဲဟိုမဲ့လက်ဖွားချေဘွားနှခမ်းသာဆေးမဆိုးပဲနဲ့หนีရဲ့အဲ့ဒါအသားရဲ့ကောင်းခြင်းနောက်အရေရဲ့ကောင်းခြင်းရေများတောက်လိုက်ရင်လေချောင်းနဲ့ရေဆင်းသွားတာမြင်ရမလောက်မြင်တယ်လို့ဆိုတာမဟုတ်ဘူးမြင်ရမလောက်ရှင်းပြောရရင်မြင်တယ်လို့လေးထင်တာစိတ်ကထင်ရဒါတချို့ကတရလွန်ပြောတယ်အမလီတချို့ဟုတ်လာတဲ့လူများလေချောင်းနဲ့ရေဆင်းသွားတာမြင်ရတယ်ရန်တုတ်တရလွန်ကြီးဟုတ်လည်းမဟုတ်ဘူးရေဆင်းတာမြင်ရလောက်အောင်လှနေရဲ့အဲ့ဒီမိမငါတလောက်ဟင်းစားငါးပါးမောက်ပြီဘူးလားစိတ်ကထင်ရရေဆင်းသွားတာမြင်ရမလောက်ဝက်ချန်တင်းဒိတ်အပိတ်အဖူဘာမှမရှိဘူးရွှေအဆင်းကဲဆိုဝါဝင်းပြီးတော့နေတာအဲ့ဒါအရေရဲ့ကောင်းခြင်းနောက်အယိုးရဲ့ကောင်းခြင်းလက်ဖြားချစ်ပြားလေးများထောင်ထားဖျောင်းတိုင်လေးကဲဆိုပြည့်ပြည့်ဘ
အတွင်းကအယိုးကောင်းတော့အပြင်မဲ့အဆစ်မခေါ်ဘူးဒီလိုဆိုပါလေသွားလေးများစီထားခယူသင်းနဲ့လွှတ်ခယူသင်းကိုလွှတ်နဲ့တိုက်ပြီးဖြတ်ပြန်အပ်ထားတဲ့ကဲ့သို့ခေါ်ခြင်းမရှိကုတ်ခြင်းမရှိကြားခြင်းပေါက်ခြင်းမရှိညီညွတ်တယ်အဲ့ဒါအယိုးရဲ့ကောင်းခြင်းအယိုးရဲ့ကောင်းခြင်းဆိုတာကတော့သေသာသောအသက်30ရွယ်ပဲအသက်30တဲ့ပိုကြီးတယ်မထင်ရဘူးမှတ်ထားကြသေသေးချာချာဝိသခါတို့ကြတော့သေသာသော16နှစ်သာသမီနှစ်ကြိမ်မြေးလေးရမြေးရှိထောင်နဲ့ဘုရားเจ้าတော်သွားဘုရားဖူးတယ်ဝိသခါရွေးမရဘူးမြေးမြစ်တွေနဲ့ရောနေလို့ထိုင်နေထားတဲ့အခါကျတော့မှလက်ကလေးထောက်ပြီးတော့စုပ်ကလေးတတ်ပြီးတော့ထိုင်မြန်တော့လေလက်ကလေးကအရင်ထောက်ထိုင်ရအဲ့ဒီကြမှာဒါဝိသခါကြီးကိုလို့သိရအဲ့ဒါအရွယ်ရဲ့ကောင်းခြင်းတသားမွေးတသွေးလှဆိုတဲ့အဲ့ဒီကထွက်လာခုခေတ်တော့လှပါဘူးတယောက်လဲဖွာပြီးရောဟိုင်းပြီးရောကဲကြည်ဥပရိဒေဝီမိဖုရားကြီးလှပုံကနေဘေးဖောက်ထွက်သွားတာဆက်ကြပါအောင်စို့အမတန်လှတဲ့ဥပရိဒေဝီကြီးအတကရှင်မင်းကြီးကအရေးတကြီးကြီးတဲ့ဟမလေးလှလိုက်လေချင်းကွယ်ဥပရိဒေဝီမိဖုရားခေါင်ကြီးရဲ့မောင်းမမိတ်တန်ချွေးရနေဘလောက်ပင်များပေမဲ့လို့မင်းအလှကိုဘယ်သူကမှမမိကြပါလားဘယ်သူကမှမမိကြပါလားနဲ့ဥယျာဉ်ကြီးတဲ့ထွက်ကြောက်ဖြာပေါ်မှာကြာနာတရားနာပိဋကအချစ်ပလူးပြီးတော့ဘယင်တူဟာအထူးပျော်ခဲ့ပေမဲ့လို့ဟောမိပရခေါင်ကြီးဥပရိဒေဝီသည်ဖယားတော်မှလည်းမလွန်ဆန်းနိုင်နဲ့အနိစ္စသဘောတရားနဲ့နတ်ရွာဆံကန်းတော်ကိုရပါလေရောပိဋကမိဘရခေါင်းကြီးနတ်ရွာဆံကန်းတော်ကုံတော့အတကဘယင်ကြီးမပြစ်နိုင်ဘူးရုပ်ကလတ်ကြီးမှန်ကောင်းကြီးတဲ့ထဲအမလေးငါမပြည့်ရပါဘူးကွယ်မိဘရခေါင်းကြီးရဲ့ဥပရိဒေဝီမိဘရခေါင်းကြီးဟောဥယျာဉ်ကကြောက်ချာပေါ်တက်ပြီးတော့နှစ်ဦးပြောကြစဉ်ကမင်းပါဇက်ကဆိုခဲ့တာလေးတွေဆိုစမ်းမအောင်တော့လားမင်းပါဇက်ကပြောခဲ့တာလေးတွေပြောပါအောင်တော့လားဟမလေးလှပါဒီမျက်နှာကြီးပြုံးပြီးတော့ပြပါအောင်တော့လားနဲ့ဘယ်လိုပင်ဘယင်ကြီးခိုင်းတော်လဲဥပရိဒေဝီပြုံးနိုင်သေးရဲ့လားပြိဿပြုံးတော့ဘူးနော်ဒါကြောင့်မသေးခင်ခိုင်းထားကြအာရဟုတ်တယ်လေသတိပေးတာပါတချို့ကသေမတောက်တိတောက်တဲ့တောင်ပြောမြောက်ပြောနေတော့ဟိုနေ့ကကျုပ်ပြောတာလေမင်းလားတော့ပြောသေမရှောက်ပြောနေမသေးခင်ပြောထားကြမသေးခင်ခိုင်းထားကြတချို့မိမများလင်သေးနာနာမကဘူးအဝေးရဖမ်းကိုတော်နာမကတာကြုံမချင်းလို့မဟုတ်ပါဘူးကြောက်လို့ပါတော့ဒီလိုမိမတွေကရှိသေးမသေးခင်တော့လှုပ်ရတုန်းကတော့မကြောက်ဖဲနဲ့သေမသူ့ဘာမှမလုံနိုင်မှများကြမ်းဖန်ကြောက်အကြောက်မှားနေတာပြောပါတယ်ဒါကြောင့်မသေးခင်လေးတရားနာပိဋကပြောထားကြခိုင်းထားကြကြည့်အခုဟိုမှာဥပရိဒေဝီမိဘရခေါင်ကြီးသေးတော့အတကရှင်မင်းဘာခိုင်းမန်ကောင်းကြီးတွေကဥပရိဒေဝီရုပ်ကလတ်သည်မလှုပ်နိုင်တော့ပြီလှုပ်ရလားပိဋကဒီလိုနဲ့နေ့စဉ်နဲ့အမြပွဲတော်လည်းမတဲစက်တော်လည်းမခေါ်မှန်ကောင်းကြီးကောင်းရင်ကထိုင်ငိုလိုက်တော့ကြချေရင်ပြေးလိုက်တော့ကြဘေးတစ်ပတ်တစ်ချက်လှဲ့ကတ်လိုက်နဲ့မိဘရခေါင်ကြီးရဲ့ငါဘရဲ့ဒုက္ခဖြစ်တာတွေထကြည့်ပါအောင်တော့လားအဘလေးစက်တော်လည်းမခေါ်နိုင်ပွဲတော်လည်းမတဲနိုင်နဲ့အနာကတကြူကြူငိုနေတဲ့ငါဘရဲ့တော့ဟိုမှာမင်းမတနာတော့ပါလားအမျိုးမျိုးပေါ့ခမရတို့လောကငိုကြသလိုပြောကြသလိုပဲသာအောင်းမေတော့တရားနာပိဋကနော်ငိုတာတွေလျှောက်ပြောလို့ပြီးမှမဟုတ်လို့ပိဋကကဲငိုတာတွေဒီနေရာထားခဲ့ကြအောင်စို့တရက်ငိုလာခဲ့နှစ်ရက်
ငိုလာခဲ့3ရက်4ရက်5ရက်6ရက်ငိုလာခဲ့အလောင်းကြီးကမပြည့်သေးဘူးဘေးသားကြီးအလောင်းကြီးပြည့်မလားဟော9ရက်နေရောက်လာပြီဒီ9ရက်နေကိုရောက်လာတဲ့အခါကျတော့ကျွတ်တို့သုံးလောကထိုထာသဖြင့်မြတ်စွာဘုရားရဲ့အလောင်းတော်ကလည်းဟိမဝန္တာမှာဇံပြန်တဲ့ရသေးကြီးဖြစ်တကုတ်80ပါးနဲ့ပြည့်စုံတဲ့ရသေးကြီးဖြစ်နေသည်ရသေးကြီးဖြစ်နေတော့ကျွတ်တို့ဘုရားအလောင်းတော်ရသေးကြီးကဟိမဝန္တာမှနေ၍မင်းဥယျင်တို့ရောက်လာပြီယုတ်ချင်းစားမိဝဲခြင်းအလို့ငါပေါ့ကျမ်းဂန်ထဲမှာချင်းစားမိဝဲခြင်းအလို့ငါလို့ဒီလိုပါတယ်တော်ထဲမှာတရားတွေကျင့်ပြီးရှင်းရှင်းနားလည်အောင်ပြောရရင်တော့စားစရာတောက်စရာလေးလားရှာရဖွေရတယ်ပေါ့ဗျာလူတွေတန်းတဲ့ပုဂ္ဂိုလ်ကျွေးမမွေးမပုဂ္ဂိုလ်ဒီလိုပုဂ္ဂိုလ်ရှာရင်ဖွေရင်နဲ့ဟောဥယျာဉ်တော်တွင်ရောက်လာပြီဒီလိုဥယျာဉ်တော်တွင်ရောက်ပြီးတော့လာတော့ခုနကဘုန်းကြီးပြောခဲ့တဲ့ပုံသားလူလင်ကလည်းတို့ဘယင်းကြီးဒီတိုင်းသာဆိုရင်ဖြင့်တက်ဆိုးရှိမယ်မဟုတ်ဘူးမိဘရခေါင်ကြီးအလောင်းတော်မှာကြီးကပ်ပြီးတော့နေစဉ်ငိုနေတယ်ဒီလိုငိုနေရင်ဖြင့်နိုင်ရွာဆံကန်တော်ကုံမို့သူလည်းကြာမယ်မဟုတ်ဘူးဒီကိစ္စဖြင့်တို့ဘယင်းကြီးအသက်ရှင်အောင်ငါကြံမပဲဟောဥယျာဉ်နဲ့ထွက်အသွားမှာဘုရားလောင်းတော်ရသေးကြီးတွေ့သွားရှိခိုးဟာရှင်မရအရှင်မရဘယ်ကကြွလာတော့ဗျာဟဲ့ဒါကငါဟိမဝန္တာကကြွလာတယ်လေမှန်လားပါဗျာအရှင်မရတပည့်တော်လျှောက်ထားပါရစေပါဗျာတပည့်တော်တို့ကိုအုပ်ချုပ်ပြီးတော့နေတဲ့အတ္တကဘုရင်ကြီးဒုက္ခဖြစ်နေတယ်ဗျာဟဲ့နေမကောင်းလို့လားမှန်လားပါနေတော့ကောင်းတယ်ဗျာနေကောင်းရင်ဘယ်နဲ့ကြောင့်ဒုက္ခဖြစ်ရတာတော့တိုင်းသူပြည်သားဘောဓနာကျင်နာမှုနဲ့ရာဇရာ7ပါးအပရိဟာနိယတရား9ပါးနဲ့မင်းကျင့်တရားဓာတွေကိုကျင့်သုံးပြီးတော့နာယကကုံ6ပါးနဲ့ပြည့်စုံရလားဟဲ့မှန်လားပါဗျာခုတော့အဲ့ဓာတွေဘာမှပြန်မကြည့်တော့ဘူးဗျာဟဲ့ဘာလို့ပြန်မကြည့်တာတော့မှန်လားပါဗျာသေသွားတဲ့မိပရခေါင်ကြီးအလောင်းကိုမှန်ကောင်းကြီးတဲ့ထည့်ပြီးတော့နေ့စဉ်နဲ့အမြငိုးလာခဲ့တာ9ရက်တိုင်ရှိခဲ့ပါပြီဗျာတိုင်းရပြည်အားဖြားဖြားလမမပြန်မကြည့်တော့ဘူးတိုင်းရပြည်အားဆိုတာအသာထားတော့သူ့ရဲ့ခန္ဓာကိုယ်စုံမှလည်းကျမ်းမာအောင်တယုတရမပြုစုတော့ဘူးဗျာပွဲတော်လည်းမတဲတော့ဘူးဆက်တော်လည်းမခေါ်တော့ဘူးဗျာဘုရင်ကြီးဒုက္ခဖြစ်နေတယ်ဗျာအရှင်မြတ်သည်ဒီဘယင်ကြီးဒုက္ခဖြစ်နေတာကိုသီလသမာဓိပညာရှိတော်မူပါလျက်ကနေအရှင်မြတ်တို့ကြည်မနေသင်ပါဘူးတပည့်တော်တို့ရဲ့ဘယင်ကြီးဒုက္ခဖြစ်နေတာသနာသဖြင့်ကြည်ရှုကဲမတော်မူပါဗျာလို့အဲ့ဒါလို့ရှောက်လိုက်တော့ကျွတ်တို့ဘုရားလောင်းရသိကြီးကဟဲ့တကားတော့တင်တို့ရှင်မယင်ယခုကဲ့သို့ဥပရိဒေဝီမိဘရခေါင်ကြီးအားဆွဲလန်းပြီးတော့နေခြင်းသည်ဥပရိဒေဝီမိဘရခေါင်ကြီးရဲ့ဖြစ်ရာအရက်ကိုမသိလို့ဆွဲလန်းနေတာဗျာသိသွားတဲ့လူပဲဖြစ်တဲ့ဆိုတာဘယ်သူသိလို့လဲဗျာသိသွားတဲ့လူပဲဘဝရောက်တဲ့ဆိုတာဘယ်သူသိကြလို့လဲမသိလို့ငိုတာပေါ့ဗျာအရှင်မရသိသလားဟဲ့တကငါသိတယ်တင်တို့ရှင်မယင်သည်ဥပရိဒေဝီမိဘခေါင်ကြီးရဲ့ရောက်ရအရက်ကိုသိရင်ဒီလောက်ထိအောင်ပရိဒေဝမိတောက်မဲ့မဟုတ်ဘူးတကတော့မှန်လားပါဒါဖြင့်တပည့်တို့အတ္တကရှင်ဘုရင်ကြီးကိုသွားပြီးတော်ဥတည်မယ်ဗျာရှင်မယားရွှေနန်းတော်ကြီးဖြစ်ဖြစ်ကြွပြီးတော့အတ္တကရှင်ဘုရင်ကြီးဒုက္ခရောက်နေတာကိုအရှင်မယားတဏှာသဖြင့်ဥပရိဒေဝီမိဘခေါင်ကြီးရဲ့ဖြစ်ရာရက်ကိုမိန့်တော်မူပါဗျာရွှေနန်းတော်ကြီးကြွသိရင်ကြွတော်မူပါဗျာဟဲ့တကားရွှေနန်းတော်ငါမကြွဘူး
ငါမကြွဘူးသင်တို့ရှင်ဘရင်ဟောဒီဥယျင်အတွင်းငါသတင်းသုံးနေတဲ့နေရာမှာလာမေးလို့ရှိရင်ငါပြောမယ်မှန်လားပါဗျာဒီလိုဆိုရင်ဝမ်းသာလှပါပြီရှင်မရဒီနေရာသတင်းသုံးတော်မူပါတပည့်တော်ဘုရင်ကြီးသွားပြီးတော့တော်ဦးတင်မရသေးပါဗျာဘုရင်ထံပြေးပြန်သွားမှန်လားပါဗျာမှန်လားပါအတ္တကရှိပင်ကြီးဗျာဟဲ့မောင်မင်းပါတော့ပါလာရှုပ်အောင်မလို့လေငါမိဘရခေါင်ကြီးရဲ့ရုပ်ကလတ်ကြီးငါကြည့်လို့အာမရဘူးကြည်စမ်းကွယ်ဟိုမှာသေးနေပေမဲ့ပြုံးပြုံးကြီးပါလားဟဲ့သေးတာတောင်ပြုံးပြုံးကြီးသူချင်းနေတာပေါ့လေကျွတ်တို့မန္တလေးနေတော့ကမေရီမြင့်ဇာပနဇက်ကားလေးရုပ်ရှင်တကားနဲ့တွဲပါလာရှာဟဲမဲ့မေရီမြင့်ဆိုတဲ့ကြားဘူးမှာပေါ့ဒီဘုန်းကြီးရုပ်ရှင်ကြည့်တယ်လို့မအောင်မင်းနဲ့ကြည့်တယ်မကြည့်ပဲပြောလို့ရငငယ်တော့ကပါခုမဟုတ်ပါဘူးအခုတော့ရုပ်ရှင်ကြည့်ဖို့ဆိုတာဝေးလို့ဈေးလည်းမလျှောက်ရဲဘူးပလက်ဖောင်းမသွားရဲဘူးတဲကြည့်ကြင်ကြဝင်းဦးလောက်လည်းလှတာမဟုတ်ဖ ೇನೆ ဟုတ်တယ်လေမမြင်ဘူးတော့လည်းကြည့်ကြင်တယ်ဒီထက်တချို့ကပြောသေးတယ်ဂျန်နီကန်ဆရာတော်အတန်ကြားရတာတော့50ကျော်60လောက်ရှိပြီမှတ်တာတဲ့ကြီးသေးပါဘူးဗျ45နှစ်ငယ်ငယ်လေးရှိသေးတာကြီးတဲ့လူနဲ့စာရင်ပေါ့ဟုတ်တယ်လေကြီးတဲ့လူနဲ့စာရင်ငယ်တဲ့လူနဲ့စာတော့လေကျွတ်တူကသေမင်းဟိုပဲတဝက်ကြော်သွားပြီမှန်ရလားပြိဿကြီးယနေ့နဲ့ဖြံပွဲနေ့သေမှမသိဘူးမသေးခင်ကိုယ့်အလုပ်ကိုလုပ်ပြီးကိုယ့်နောက်ပါမဲ့ကံတွေကိုကျွတ်တူများစွာပြုနေရတယ်လို့တရားနာပြိဿကြီးပြုစေခြင်းလို့ပါတောင်ရောက်မြောက်ရောက်တယ်လည်းမအောင်မေ့နဲ့မသေးခင်ကျုပ်တော့ကျုပ်စိတ်ထဲစဉ်းစားထားတာကတညတရားမဟောရရင်တညကုသိုလ်မရဘူးဒါကျုပ်တို့ကေးတရားဟောပြီးရင်အမေကိုတရားဟောတဲ့ကုသိုလ်တွေမျှဝေတယ်အမေเจ้าကသာဓုခေါ်ပါခီးထွက်ကလေးကမှားပြစ်ခဲ့အမေကเจ้าကနေပြီးတော့ညတိုင်းသာဓုခေါ်တယ်ငါသားကကျေးဇူးဆက်နေတယ်လို့အမေသိထားပါအမေသာဓုခေါ်ပါကျုပ်တရားဟောတဲ့ကုသိုလ်တွေအမေမျှဝေပါတယ်အမေကိုနှုတ်ဖို့ကြည်အောင်ကျေးဇူးဆက်နေတာပါဘုရားကိုယ်တော်မြတ်ကြီးကတော့တာဝရိန်သာမှာ3လတည်းတက်ပြီးကျေးဇူးဆက်တယ်ကျွတ်တို့ကတစ်သက်လုံးဆက်လို့လည်းကုန်မဲ့မဟုတ်ဘူးပြိဿဒါကြောင့်ဒီကဲ့သို့မသေးခင်ကို့နောက်ပါတဲ့အလုပ်ကိုကျွတ်တို့များစွာလုပ်တယ်လို့တရားနာပြိဿကြီးလဲယခုကဲ့သို့တရားပွဲကြီးတွေနာလို့ဂျန်ဒီကဘုန်းကြီးဟောတဲ့တရားမှမဟုတ်ပါဘူးဘယ်ဆရာတော်တရားကိုနာမှတ်နိုင်တဲ့လောက်လိုက်မှတ်တစ်လုံးမှတ်မိနှလုံးမှတ်မိဒီလိုမှတ်ပြီးတော့ကိုယ့်နောက်ပါတဲ့အလုပ်ကြီးတွေကိုလုပ်ကြစေခြင်းနဲ့မကောင်းဘူးလားပြိဿကြီးကြည်လေခုဟိုမှာဥပရိဒေဝီမိဘရဲ့ခေါင်းကြီးနဲ့ပတ်သက်ပြီးတော့ထွက်သွားတဲ့စကားရုပ်ရှင်ကြီးရာကနေထွက်သွားတာပြောကြပါအောင်ဆိုအဲ့ဒါဇာပနာကသွားကြည့်တော့ဥစဉ်တစ်ပါးကပြန်လာတော့ပြောတယ်ကျုပ်လည်းအဲ့တော့သွားကြည့်မိတာပေါ့လေသူပြောလို့မေရီမြင့်လှလိုက်ပုံများကွာတဲ့သေတာတောင်မင်းမှန်ကောင်းလေးတဲ့ပြုံးလေးဗျပြုံးလေးဆိုလို့ကျုပ်ကသွားကြည့်ဘယ်ဟုတ်မလဲပါဇက်ကမစီနိုင်တော့သွားပေါ်နေအဲ့တော့အကြည့်ရဆိုးသွားတယ်အကြည့်ရဆိုးနေတာကိုလှတယ်လို့ထင်ထားရင်ပြုံးတယ်လို့ပဲပြောကြဒါကြောင့်တရားနာပရိသတ်ကြီးတကယ်ထင်လို့ရှိရင်သိနေတာဝင်လျင်အမလေးကြည်စမ်းမအောင်မှန်ကောင်းတဲ့ကဥပရိဒေဝီကြီးယခုတည်းထိပြုံးကလေးပါလားဟဲ့မောင်မဲငါပါလာပြီးမင်းစကားတွေများရှာရှည်မလို့လဲသွားဘသူလာတာမှငါမကြိုက်ဘူးဘသူလာတာမှငါမကြည့်ခြင်းဘူးငါမိဘရခေါင်းကြီးကိုပဲလေငါကြည့်နေမယ်ဒီမဲ့ငါကြာကြည့်ကြာငူကြာဒုက္ခရောက်နေရင်မိဘရခေါင်းကြီးငါတနာလို့ထားခြင်းထားလာအောင်မယ်မင်းတို့လာလို့စကားပြောရငါမောတယ်သွားမင်းတို့မျက်နှာငါမကြည့်ခြင်းဘူးနဲ့ငေါ့ထုတ်လိုက်တော့မဟုတ်သေးပါဘူးဗျာတော်ဥတင်စရာဥပရိဒေဝီမိပယခေါင်ကြီးရဲ့ကိစ္စပါဗျာဟေးဘာပြောလဲမင်းဘာပြောလဲမောင်မေမှန်လားပါဗျာဥပရိဒေဝီမိဖုရားကြီးဒီဘဝကသေသွားတော့ဘယ်ဘဝရောက်တယ်ဆိုတာဘယင်ကိုတော်မြတ်ကြီးမသိကြဘူးလားဗျာမသိကြမနေပါမလားဟဲ့နေ
မင်းအဲ့ဒီကိစ္စတစွန်းတစဘယ်လိုများသိစရာအကြောင်းပေါ်ပေါက်ခဲ့လို့လဲမှန်လားပါဗျာဥပရိဒေဝီမိဖုရားကြီးဖြစ်ရာရက်ကိုသိတဲ့ရသေးတစ်ပါးရှိပါဗျာဖြစ်ရာရက်ကိုသိတယ်အမလေးဟန်ကြလိုက်ပါပြီဥပရိဒေဝီမိဖုရားကြီးသိနေပြီပဲလို့ဖြစ်ရာရက်ကိုသူ့ထံကလိုက်ပြီးတော့ပြန်ခေါ်ပြီးတော့မိဘရခေါင်းကြီးမြောက်မယ်အကြံဟဲ့ဘယ်မှာရှိလဲအဲ့ဒီရသေးမှန်လားပါဗျာဥယျာဉ်ထဲမှာရှိကြောင်းပါဗျာဟဲ့လာကောင်းလို့ဝလဲတော့မနိုင်ဘူးတရားနာပြိဿဝလဲတော့မနိုင်ပဲနဲ့တခါတည်းဥယျာဉ်ထဲလိုက်သွားဖယားအလောင်းတော်ရသေးကြီးလည်းတွေ့လိုက်ပါလေရောဝင်းရှိခိုးအရှင်မယားတပည့်တော်ရဲ့မိဘရဲ့ခေါင်းကြီးဥပရိဒေဝီဖြစ်ရရက်ကိုအရှင်မယားသိတယ်ဆိုတာမှန်သလားဗျာသိတယ်တကားတော်ရဲ့အဲ့ဒါဘာပြုလို့သိရင်ဘယ်ဘဝရောက်နေတယ်ဆိုတာတပည့်တော်အမိန့်ရှိပါဗျာတကားတော်တဲ့သင်္ကသာမိဘရဲ့ခေါင်းကြီးဆွဲလန်းပြီးတော့မှန်ကောင်းကြီးတဲ့ထက်မပြည့်ရဲ့မစွန့်ရဲ့ဖဲနဲ့အချစ်ရဲ့မဲ့ကြီးနေတာတဲ့တဲ့မိဘရဲ့ခေါင်းကြီးကလေနောက်မှရတဲ့နောက်ဘဝကလင်အသစ်နဲ့ပြောနေတဲ့တကားတော့ရဲ့ဖယားမဖယားနဲ့ဟုတ်တယ်ပြောနေတယ်ဘယ်မှာရောက်တော့ဖယားဘယ်မှာရောက်ရမလဲတဲ့မိဘရဲ့ခေါင်းကြီးသည်မိဘရဲ့ခေါင်းကြီးပင်ဖြစ်လင်ကစားတိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်ရဲ့မိန်းမပြုနိုင်တဲ့ကုသိုလ်ဒါနတွေဟာအများကြီးပြုနိုင်တော့ဘာတစ်ခုမှမပြုခဲ့ကုသိုလ်မရှိဒါနမရှိသီလမဆောက်တည်ရုပ်ရည်အစင်လှတာနဲ့ပဲတင့်ကြွလာတဲ့သူ့အဆောင်ရောက်လျင်တင့်ကိုပဲပျော်တော်ဆက်ခဲ့တဲ့မိဘခေါင်းကြီးယခုတော့သူ့အလှတွေပြက်ပြုံးပြီးတော့ဟောနောက်ချေးပုံထဲမှာလေနွားချေးဘိုးမကြီးဖြစ်နေတဲ့တကားတော့ရဲ့ဘုရင်ကြီးပွက်လက်လောင်သွားဟာမဟုတ်နိုင်တာရှင်မရနဲ့မဟုတ်နိုင်တာဆိုတော့တကားတော့မယုံဘူးလားမယုံဘူးဗျာအာမလေးတလောက်လှနေတဲ့မိဘရခေါင်းကြီးကိုနှိမ်ချပြီးတော့နမရေဥပရိသေဝိယမင်းနွားချေးဘိုးမကြီးဖြစ်တဲ့အမလေးရောက်ရဘဝတကယ်သိတယ်ဆိုလို့လာပြီးတော့မိသားယခုတော့ရဆက်ကြီးမိန်တော်မူရလေချင်းဟဲ့တကားတော့မင်းမယုံဘူးလားမယုံဘူးဗျာမယုံဘူးဗျာခေါ်ပြရင်ယုံမလားဟဲ့ခေါ်ပြရင်ယုံမယ်ဗျာအဲ့ဒီတင်ဖယားအလောင်းတော်ရသေးကြီးကဟဲ့ဥပရိဒေဝီတပြေလဲမကြီးတင့်နောက်ဘဝမှာရတဲ့လင်အသစ်ပိုးဘိုးနဲ့အတူတကွရှင်တွဲပြီးတော့ငါရဲ့ထံအရောက်လာခဲ့စားအဋိဋ္ဌာန်နဲ့ခွန်လိုက်နွားချေးပုံထဲကထွက်လာတဲ့ပိုးမကြီးလင်အသစ်ပိုးဘိုးနဲ့ထွက်လာကာယာနဲ့မိဖုရားဟာမပြောက်သေးဘူးဟိုနောက်ဘကပါလာတဲ့ဇာတိကိုမပြောက်သေးဘူးနော်ဇာတိမပြောက်တာတွေများရှောက်ပြောမပြီးလို့ထားခဲ့ကြပါအောင်ဆိုကျုပ်ကရှာရှည်တတ်တဲ့ဘုန်းကြီးဒီဇာထုတ်ကလေးဒီနေ့ပြီးအောင်တော့နောက်ရမဆက်အောင်ပေါ့လေဆက်ကြပါအောင်ဆိုခတ်သွက်သွက်ကလေးရှိကြည့်ဇာတိမပြောက်သေးဘူးကာယာနဲ့ထွက်လာလင်သားပိုးဖို့နဲ့အတူတူကထွက်လာဟဲ့အဘကဘယင်ကြီးဖေမြင်ရလားဟိုမှာမြင်တော့မြင်တယ်ဗျဟိုဘက်ကပိုးဖို့ဒီဘက်ကပိုးမှာအဲ့ဒါတင်ချစ်နေပြီးတော့မပြည့်ရတဲ့ဥပရိဒေဝီကဖြစ်တဲ့ပိုးမကြီးမြင်ရလားဟိုမှာလားနေရှေ့ရောက်တော့မြင်ရလားဟဲ့တကားတော့မြင်တော့မြင်တယ်ဗျာတပည့်တော်မယုံဘူးတပည့်တော်ဘယ်လိုနည်းနဲ့မှမယုံနိုင်ပါဘူးအရှင်မယားတကောအိဋ္ဌိပါရှိတာနဲ့ယခုကဲ့သို့မြင်အောင်ပြ
ဒါမိဖုရားဘဝကပြောင်းတယ်ဆိုတာတပည့်တော်ဘယ်လိုလုပ်ပြီးတော့ယုံရမှာတော့ဟဲ့တကားတော့မယုံလို့ရှိရဲ့ယုံတဲ့စကားကိုနွားချေပိုးမှကိုယ်တိုင်ပြောကသင်ယုံမလားသူ့ပါဇက်ကလူလိုပြောရင်တော့ယုံမယ်ဗျာသူ့ပါဇက်ကလူလိုပြောရင်ယုံမယ်ဗျာလို့အဲ့ဒါလို့ရှောက်လိုက်တော့မေးပြီဖျားလောင်းရသေးကြီးကဟဲ့ဥပရိဒေဝီတပြေလဲမာကြီးသင်ရှိမှအခုထိုင်းနေတဲ့လူသားကိုသင်သိရလားမှန်လားပါဗျာသိကြောင်းပါဗျာသိယုံနေမကဟောဒီဥယျာဉ်နဲ့အရှင်ဘုရားတည်င်းသုံးနေတဲ့ကြောက်ဖြာကြီးပေါ်မှာဖယားတပည့်တော်လေနောက်ဘဝတုန်းကဥပရိဒေဝီမိဘရခေါင်းကြီးဖြစ်စဉ်အခါကာလတုန်းကတယောက်မျက်နှာတယောက်ကြည့်ပြီးတော့မှန်လားပါဗျာတပည့်တော်တို့ချစ်မိတဲ့လင်မယားပါဗျာအတကဘယင်ကြီးကတပည့်တော်ကိုဟောဒီကြောက်ဖြာကြီးပေါ်မှာလေသူကဒီနာလေးကထိုင်တပည့်တော်ကဟောဒီနာကထိုင်ဒီလောက်ထီအောင်ပြောမထင်ပါဘူးကျုပ်ရှာရှည်တယ်လို့မှတ်ပေါ့ဒါပေမဲ့ကျမ်းဂန်နဲ့ပါတယ်လူဘာသာနဲ့ပြောနေတယ်ပြိဿတကောတော်နဲ့ရသေးကြီးခိုင်းလို့လူဘာသာနဲ့ပြောနေမှန်လားပါဗျာအတူတကွပျော်မြူးခဲ့တဲ့အတ္တကဘုရင်ကြီးမို့တပည့်တော်မှတီချောင်းပါဗျာဘုရင်နဲ့စဉ်းစားပိုးမကပြောတဲ့စကားပဲမဲ့မိခေါင်ကြီးအတန်မလားအမေသူထင်သွားတာပိုးမကပြောတဲ့စကားပဲမဲ့မိပရခေါင်ကြီးအတန်မလားတဲ့ပြိဿဟုတ်ပြီအမလေးအကြနာလိုက်လေချင်းအမတန်လှတဲ့ဥပရိဒေဝီဘဝကနေပြီးတော့သူကြည်ဟငါစိတ်မချမ်းသာအောင်ဖြစ်ရပါဘောလားဟဲ့တကားဆက်နာထောင်မှန်လားပါဗျာမှန်လားပါဗျာဟဲ့ဥပရိဒေဝီတပြေလဲမကြီးသင်နောက်ကအခုအတူပွားလာတဲ့ပိုးကောင်ကသင်နဲ့ပါတော်လို့မှန်လားပါဗျာတပည့်တော်ရဲ့နောက်ဘဝမှာရတဲ့လင်အစ်စ်ပါဗျာဟဲ့ဥပရိဒေဝီတပြေလဲမကြီးငါမေးတာကိုမှန်ဖြေနော်အခုသင်အပန်းမှာထိုင်နေတဲ့အတ္တကရှင်မယင်ကြီးကိုသင်အခုချစ်ရလားဟဲ့အရှင်ဘုရားချစ်တော့ချစ်တယ်ဒါပေမဲ့ဘယ်ဒီလူကိုဗျာဆုံးနေဘူးပေါ့ဒါပေမဲ့ဆိုရင်အေးလာကြီးဒါပေမဲ့ဆိုရင်ဆုံးမလားအရှင်မယားဘုရင်ကြီးကိုတပည့်တော်မှာချစ်တော့ချစ်တယ်ဒါပေမဲ့ဟဲ့ဒါပေမဲ့ဘာလို့ပြောလိဆုံးအောင်မှန်လားပါဗျာသူကဘုရင်ပါဗျာတပည့်တော်စိတ်ထဲရှိတာတွေအကုန်ပြောလိုက်ရင်ဖနှောင်းနဲ့ထပေါက်လို့နှကောင်နှလုံးတပည့်တော်တို့လင်မယားကြေမွသွားမှာပါဗျာဟဲ့မပေါက်စေရဘူးမပေါက်စေရဘူးဟဲ့တကားတော့အတ္တကဖះသေမှာကြောက်တယ်တဲ့သင်ကိုချစ်တော့ချစ်တယ်လို့ပြောနေတာကြားရဲ့လားမှန်လားပါဗျာလူဘဝတုန်းကမြူမလောင်းချစ်တဲ့မိန်းမအခုလည်းပဲချစ်မှာပေါ့ဗျာဟဲ့တကားမဆုံးတာသိရလားဘယ်လိုမဆုံးတာတော့ဗျာချစ်တော့ချစ်တယ်ဒါပေမဲ့တဲ့ကွဗျာချစ်တော့ချစ်တယ်ဒါပေမဲ့ဒီတော့ဗျာတပည့်တော်သိတယ်နဲ့ဗျာအေးလေမင်းသိကျင်လို့ငါမေးပြနေတယ်နားထောင်ဟဲ့ဟဲ့ဥပရိဒေဝီတပြေလဲမကြီးပြောလေသင်ရှိမှရှိနေတဲ့အတ္တကဘုရင်ကြီးကိုသင်ချစ်သေးရလားမှန်လားပါဗျာချစ်တော့ချစ်တယ်ဒါပေမဲ့ဟောကြားလားဟဲ့အတ္တကဘုရင်ကြီးကြားလားဟဲ့မှန်လားပါကြားတယ်ဗျာ
သူချစ်ပုံငါစုံလင်အောင်မင်းဒုက္ခမပေးနဲ့တင်းယုံကြည်အောင်ငါခေါ်ပြသူ့အသက်သေအောင်ဒုက္ခမပေးနဲ့မှန်လားပါမပေးပါဗျာသိရရင်ပြီးပါပြီဗျာဟဲ့ဥပရိဒေဝီမိဘရဲ့ခေါင်ကြီးဘဝမှာပြောင်းသွားတဲ့နွားကြီးဘုံမှာဥပရိဒေဝီတပြည့်လဲမကြီးတင်းရှင်မရှိနေတဲ့အတ္တကရှင်မယင်ကိုချစ်တော့ချစ်တယ်လို့ပြောပြီးအခုသင်နဲ့အတူတကွပါလာတဲ့လင်အသစ်ပိုးဘိုကိုကောသင်ချစ်ကြလားမှန်လားပါဗျာသူ့ကိုတော့ဖရာတပည့်တော်မှာချစ်ယုံနေမှာကမှန်လားပါဗျာပြောရတော့မှာပဲဗျာကဲပြောမှာဖြင့်စုံးလင်အောင်ငါမေးမယ်တင့်ရှိမှထိုင်းနေတဲ့အတ္တကဘယင်ကြီးနဲ့အခုနောက်အစ်စ်မှရတဲ့လင်သားပိုးဖို့နဲ့ဟဲ့မနဲ့တိုင်းပြောစမ်းဘသူပို့ချစ်တယ်လေမေးပြီဖရာလောင်းတော်ကြီးပေါက်ရှာလည်းမအောင်မေးနဲ့မေးပြီဓမ္မတခုကဒုက္ခပြေမှာကိုပြိဿပြေသားကြီးရသေးကြီးကမေးဗလားအဲ့ဒါကတော့ကျမ်းဂန်နဲ့လည်းပြောထားပါတယ်နော်ကျမ်းဂန်နဲ့လည်းပြောထားပါတယ်မေးပြီပြိဿမေးတော့ဥပရိဒေဝီကပြောတယ်မှန်လားပါဗျာလူဘဝတုန်းကမြို့မလောက်ချစ်ခဲ့ပါတယ်ဗျာလူဘဝတုန်းကမြို့မလောက်အတ္တကဘုရင်ကြီးကိုဘယ်လိုပဲချစ်ခဲ့ပေမဲ့လို့အခုတော့ဘဝချသွားပါပြီဗျာဖရာတပည့်တော်ဟောဒီလင်သားပို့ဖို့ကိုအချစ်ပို့ပါတယ်ဗျာဖရာတပည့်တော်တကယ်တမ်းပြောရမယ်ဆိုရင်ဖြင့်နားထောင်တော့တေးသေးချာချာနားထောင်စုကိုင်းဆိုသားဟဲ့နောက်ကလူငယ်တွေအားလုံးမြိုင်လေးနော်ပါတယ်ချစ်တော့ချစ်ပါတယ်ဒါပေမဲ့ဒီတန်ကြီးနဲ့မရဘူးဒီတန်ကြီးနဲ့မရဘူးတချင်းတမရေးထားတဲ့စာသားလေးကိုကျုပ်တစ်ခေါက်ကြောင်းပြအောင်မယ်နားထောင်ကြည့်ချစ်တော့ချစ်ပါတယ်ဒါပေမဲ့ဘဝချင်းချားလို့မေ့ခဲ့ပါတယ်တဲ့နားထောင်နော်ရှင်းလေးပြီးတော့သူ့ကိုဟိုဘဝကမျိုးမလောက်ပင်ချစ်ခဲ့ရတယ်တဲ့ခုတော့တပည့်တော်မဲတဲ့ရှိတဲ့စိတ်များလျှောက်ထားပါရစေတကယ်တဲ့နားထောင်နော်အတ္တကတကယ်ပေးရင်တဲ့သူ့လေချောင်းကသွေးကိုယူကာရဲ့တဲ့ပြီးတော့လင်သားပိုးဖို့အပေါ်ဝဲခြေဆေးပေးဖို့ကြံပါတယ်တဲ့ကြည့်နော်ရက်ဆက်ပုံမယုံရင်ကျမ်းဂန်နဲ့အဲ့ဒါလှန်ကြည့်ဒုက္ခနိပမှာတရားနာပြိဿဒီတိုင်းပြောရတဲ့ပိုးဖို့မကလင်သားပိုးဖို့အပေါ်ဝဲခြေဆေးပေးဖို့ကြံပါတယ်တဲ့ချစ်တာဗရာဏဖြစ်ရဘဝမှာတပည့်တော်ပျော်ရပါပြီတကယ်တဲ့အမွဲချစ်တာဗရာဏတွေနဲ့ပိုးမလားလာကြည့်သေးပြောတယ်ကိုပရိသတ်ရဲ့ပြီးတော့ချစ်တာဗရာဏဖြစ်ရဘဝပျော်ရပါပြီတကယ်အတ္တကရှင်ဘရင်အပေါ်ဝဲကြည့်လို့မရတယ်အမှန်ဆိုပါမယ်တဲ့သူ့ဘော်တပည့်တော်ကြည့်မရဘူးဖျားတဲ့ထားရင်သေနေရတတ်ရင်သေရပါလိမ့်မယ်တဲ့ချစ်တော့ချစ်တယ်အတ္တကဘယင်ရဲ့ဒါပေမဲ့ကွယ်ပိုးဖို့အစ်စ်ကိုမေတ္တာပူကြီးတယ်တဲ့ရေးထားတာဒါကအတန်လေးသွင်းလိုက်ရရင်အတီးလေးစီးလေးနဲ့မကိုက်မယ်ဒါစာသားရှိသေးတာကိုစာသားကိုတို့အတန်ပြန်သွင်းကြည့်ရအောင်ဟဲ့နည်းနည်းလေးနားထောင်ကြည့်ခင်ဗျားတို့ကတော့လိုက်မှာမဟုတ်ဘူးကန်ထူးပါဘူးကြုတ်ကြည့်သွားပါသူတို့ခိုင်းလိုက်ရင်သူတို့အတန်နောက်လိုက်သွားရင်ကျုပ်တန်မှာပျောက်ဖို့ရှိနားထောင်ကြည့်ချစ်တော့ချစ်ပါတယ်ဒါပေမဲ့ဘဝချင်းချလို့မေ့ခဲ့ပါတယ်သူကိုဟောဘဝကမျိုးမလောက်ပင်ချစ်ခဲ့ရတယ်ခုတော့တပည့်တော်မဲရှိတဲ့စိတ်များလျှောက်ထားပါရစေတကယ်အတ္တကတကယ်ပေးရင်သူ့လေချောင်းကသွေးကိုယူကားရဲ့လင်းသားပိုးဖို့အပေါ်ဝဲခြေဆေးပေးဖို့ကြံပါတယ်ချစ်တာဗရာနာဖြစ်ရဘဝပြောရပါပြီတကယ်အတ္တကရှင်မရင်အပေါ်ဝဲကြည့်လို့မရတဲ့အမှန်ဆိုပါမယ်ထားရင်နေရတတ်ရင်သေရပါလိမ့်မယ်
ချစ်တော်ချစ်တယ်ချစ်တော်ချစ်တယ်အတ္တကဘယင်ရဲ့ဒါပေမဲ့ကွယ်ပိုးဖို့အစ်စ်ကိုမေတ္တာပို့ကြည့်ပါလေတော့ဟဲ့ဟောဗျာတစ်လုံးနဲ့ကြောင့်မအောင်မအားရပါရချနေတာတစ်လုံးနဲ့ကြောင့်မအားရပါရကြီးဒါအတန်သွားမမှန်သေးဘူးကျုပ်ကဒီဇတ်ထုတ်ဟောမယ်ဆိုလို့ဒီလာကန်ဒီမှာကောက်ရေးလာတာဒီလာကန်ဒီမှာကောက်ရေးလာတာနည်းနည်းပြန်ဆိုကြည့်ဦးဟုတ်တယ်လေအတန်သွားအဆင်မပြေသေးဘူးချစ်တော်ချစ်ပါတယ်ဒါပေမဲ့ဘဝချင်းချလို့မေ့ခဲ့ပါတယ်သူ့ကိုဟောဘဝကမြို့မလောက်ပင်ချစ်ခဲ့ရတယ်အခုတော့တပိတော်မယ်ရှိတဲ့စိတ်များလျောက်ထားပါရစေတကယ်အတ္တကတကယ်ပေးရင်သူ့လေချောင်းကသွေးကိုယူသားရဲ့လင်းသားပိုးဖို့အပေါ်ဝဲချေဆေးပေးဖို့ကြံပါတယ်ချစ်ထဗရာဟာနာဖြစ်ညာဘဝပြောရပါပြီတကယ်အတ္တကရှင်မရင်အပေါ်ဝဲကြည့်လို့မရတဲ့အမှန်ဆိုပါမယ်ထားရင်နေရတတ်ရင်သေးရပါလိမ့်မယ်ချစ်တော်ချစ်တယ်အတ္တကဘယင်ရဲ့ဒါပေမဲ့ကွယ်ပိုးဖို့အစ်စ်ကိုမေတ္တာပို့ကြည့်တဲ့ရလည်းမကြုံလောက်တဲ့တဲ့ကြီးပဲဟုတ်တယ်အာရပါရကြီးဆိုလိုက်ရောပေါ့မှန်လားပါဗျာတပည့်တော်မှာလျှောက်ထားရလို့ရှိရဲ့ဖြင့်အရှင်မယားရှေ့မှာထိုင်နေတဲ့အတ္တကဘယင်ကြီးတပည့်တော်လူဘဝတုန်းကမျိုးမလောက်ချစ်ပါတယ်ဗျာဒါပေမဲ့လို့တပည့်တော်အခုဟောဒီပိုးဘဝရောက်လာတော့ဘဝချင်းကချသွားသဖြင့်အတ္တကရှင်မယင်ကြီးကိုတပည့်တော်အချစ်နဲ့ပြီးတော့ဟောဒီပိုးဖို့ကိုပဲမေတ္တာပို့ပါတယ်ဗျာတပည့်တော်မှာရုပ်စွမ်းအဆုံးပြောရမယ်ဆိုရင်ဖြင့်အတ္တကရှင်မယင်ကြီးကပေးမယ်ဆိုရင်သူ့လက်ချောင်းကသွေးကိုဖောက်ပြီးတော့လင်းသားပိုးဖို့ရဲ့ခြေတော်ကိုဆေးခြင်းကြောင်းပါဗျာမှန်လားပါဗျာတပည့်တော်ထားရင်လည်းနေရမှာပါသိရင်လည်းသိရမှာပါဗျာလို့အဲ့တလို့လည်းပြောလိုက်ရောအတ္တကရှင်ဘုရင်ကြီးတက်တော်တဲ့မိမကြည်စမ်းငါကဖြစ်လေသူ့အလောင်းကြီးကိုမှန်ကောင်းနဲ့ထဲလို့ယနေ့ပါဆိုရင်9ရက်တိုင်ခဲ့ပြီမစွန့်နိုင်မပြစ်နိုင်နဲ့အမလီယမကြီးပြီးတော့အပူမီတောက်နေပါလျက်ကနေဥပရိဒေဝီတပြည့်လဲမကြီးအမလီရဆက်ပြောရလေကြီးငါကိုရဆက်ရင်တီးတီးဆိုရလေချင်းရဲ့လို့အချိုးပြီးတဲ့ဥပရိဒေဝီရဲ့အမလေးငိုပြီးပြောကျုပ်တန်ကအော်မထွက်ခွာကြနာကိုရှိတဲ့ချစ်တွေငါအပေါ်တကယ်ကင်းမြောင်တဲ့အမလေးအရင်တော့ငါရှိတဲ့ချစ်တွေငါအပေါ်ကင်းမတဲ့ငါအပေါ်မချစ်တဲ့ဘူးတဲ့နာကိုရှိတဲ့ချစ်တွေငါအပေါ်တကယ်ကင်းမြောင်တဲ့အတ္တကမင်းမအပူတွေစုံလှကြီးရဲ့ဦးတုံးတရားခင်ဦးတုံးတရားခင်ငိုလိုက်တဲ့အတ္တကရှင်မရင်များငိုဘူးလားပြိဿကြီးငိုတယ်နော်ဘသူငိုတာတော့အတ္တကရှင်မရင်ဩဒီကနေ့အလယ်နေ့ကိုပြိဿညက်ဖြင်ကနောက်ဆုံးညဆိုတာတော့အကောင်းဆုံးဟောတတ်တယ်ဆိုတာလည်းသိကြပြီးသားဖြစ်ပါတယ်ဒါပတိပရိသတ်ညက်ဖြင်ကတော့ခင်ဗျားတို့လာနိုင်အောင်မဟုတ်လားပြော့ပဲလားပရိသတ်ပြော့ပဲလားမပြော့ပါနဲ့ညက်ဖြင်ကလာနိုင်အောင်မလားလာမပြောပြီးကလားလို့လည်းလုံသွားပါနဲ့
ဟုတ်တယ်ရှင်းတော့ကဘုန်းကြီးဓမ္မသိတရားဟောခြင်းတော့မြက်ခင်းမြက်ရည်တဲ့ကလားရှိလိုက်သွားဟဲ့ကလားမင်းဘာလို့သားလဲဟဲ့ကလားပါတော့ဘုန်းကြီးတော့မင်းဘာလို့တာအော်ဘုန်းကြီးတဲ့မြက်ရည်တဲ့ဘုန်းကြီးတဲ့မြက်ရည်တာမင်းတနေ့ဘယ်လောက်ရအော်ဘုန်းကြီးတဲ့မြက်ရည်တဲ့တော့တဲ့ဒီနေ့နာမှုရတဲ့ဘုန်းကြီးတဲ့တနေ့ငားမှုရတယ်တဲ့ကွာတဲ့မင်းမြက်ရည်တာတနေ့ငားမှုဆိုတော့နေလဲနေပါတယ်တဲ့နေလဲပူပါတယ်တဲ့မင်းတရားနာမလားတဲ့အရေးထဲငါတစ်ချက်ပေးမယ်တဲ့ဟောဘုန်းကြီးမြဲတဲ့နော်တဲ့နေပူတဲ့နော်တဲ့ဒီနေ့နာမှုရတယ်နော်ဘုန်းကြီးရိတ်ထဲဒီကြပေးတဲ့နော်တဲ့နားမှာဘောကလားဘာမှမသိဘူးလိုက်သွားပြီဒေသကလားလိုက်သွားပါလားကလားလိုက်သွားတော့ဟိုရောက်တော့ဘုန်းကြီးဘယ်လောက်ဟောတယ်မသိဘူးနောက်ရက်ကလားမလာဘူးဒေသကြီးနောက်ရက်ကလားလာသေးလားလာတော့ဘူးသဘောပေါက်တော့ပါနော်ဒေသကြီးနောက်ရက်မလာတာကလားလားပမာလားဟောသဘောပေါက်ပြီးတာပါခင်ဗျားတို့နှစ်ဖြင့်ကလာအောင်မပြောလို့ဒါပြောရတာကိုဒေသကြီးနောက်ရက်မလာတာကလားလားပမာလားသဘောပေါက်ပြီးတာပါခင်ဗျားတို့ကပမာရီကိုနောက်ရက်ကလားမလာတော့ဘုန်းကြီးမကျေနပ်ဘူးမြက်ခင်းလိုက်သွားတာဟဲ့ကလားဘာတော့ဘုန်းကြီးဘယ်လိုလဲမင်းဒီနေ့ဘာလို့မလာတာလဲဟောတောက်ပြီးဘုန်းကြီးနဲ့မြဲတဲ့နော်တဲ့ဒီနေ့နာမှုရတယ်နော်တဲ့ဘုန်းကြီးကိုတီမခွဲပေးမယ်နောက်တရားမဟောပါလေတဲ့ကလားပြင်းပြီဗျပတ်ဆံပေးမြဲရိတ်တာတနေ့ငားမှုရတယ်တဲ့ဘုန်းကြီးတမခွဲပေးမယ်နောက်တရားမဟောပါနဲ့မိုက်ပါပြီကလားရမင်းမြဲရိတ်တာနေလဲပူသေးရဲ့ငားမှုရအရေးထဲငါတရားပေးတယ်မဟုတ်လားကွာအော်ဘုန်းကြီးပါသေးလဲတဲ့မြဲရိတ်တော့တဲ့နေတခုတည်းပူတော့ဘုန်းကြီးတဲ့အခုဘုန်းကြီးတရားနာတယ်တော့ခါလည်းပူတယ်နားလည်းပူတော့ဘုန်းကြီးဒါကြောင့်ကျိုးပရိသတ်ကြီးလဲခါပူနားပူပြီးတော့နောက်ရက်မလာရင်တော့သိပါတယ်လေပြေတာနောက်ရက်မလာတာကလားလားပမာလားအော်သိသွားရင်ပြီးတာပါခြီတုတ်တော့လွှတ်လိုက်ပါပြီကိုယ့်ဘာကိုဖြီထွက်လဲကြုံမတတ်နိုင်ပါဘူးဒါကြောင့်တရားနာပရိသတ်ကြီးအတ္တကရှင်မယင်ကြီးသည်ငိုချင်းချတကြူကြူငို၍ဟမလေးရက်စတဲ့မိမပါလားဒီအကြောင်းပြုပြီးငါမတော့ပွဲတော့မတင်နိုင်ဆက်တော့မခေါ်နိုင်နဲ့ဒုက္ခတွေဖြစ်ပြီးတော့နေတဲ့အထဲဟမလေးတနာချစ်လေးတောင်မချစ်နိုင်ပါလားရက်စတဲ့မိမနောက်လင်အစ်စ်ကိုပိုချစ်ယုံတွင်မကငါကပေးမယ်ဆိုရင်လေချောင်းတွေတောင်ဖောက်ပြီးသူ့လင်ငယ်ရဲ့ခြေထောက်ကိုဆေးခြင်းတဲ့ကြည်စမ်းငါမေတ္တာကြီးသလောက်ငါအပေါ်မှာမေတ္တာပြောက်တဲ့မိမဟေးဥပရိဒေဝီတပြည့်လဲမှာမင်းကိုငါချစ်နေလို့ကျေးဇူးရှိအောင်မလားမင်းကိုငါသနာနေလို့မင်းအလောင်းကြီးနာငါကတ်နေလို့ကျေးဇူးရှိအောင်မလားအရှင်မြတ်ဗျာတပည့်တော်တော်ပြီဗျာဒီမိမကိုတပည့်တော်ပဲနီးနဲ့မှပြန်ပြီးတော့မေတ္တာမမျှနိုင်ပါအောင်လေဒါကြီးသူကထယူပါအောင်မလို့ဒီပိုးမကြီးဘွားကြမှာပြန်ပြီးမေတ္တာမမျှနိုင်တော့ဘူးလေးနဲ့ထင်ပြီးထင်ရကိုပြိဿကာမတတ္တဝါဆိုတာအဲ့ဒီကနေတရားနာပြိဿဟောအတ္တကဘယင်ကြီးသည်ယသိကြီးကိုရှ िख ိုး၍အလောင်းထဲ့ထားတဲ့မှန်ကောင်းကြီးမာပြောကောင်းတယ်တန်နှစ်ရက်နဲ့အကုန်လုံးခုတ်ပိုင်းပြစ်ရုပ်ကလာကြီးလည်းခုတ်ဆွားပြစ်အထိုးထားတဲ့မန္တတေလောင်တိုက်တွေတလားတွေအကုန်လုံးခုတ်ဆွားပြစ်အဲ့ဒီနေရာမှာအချစ်ကိုဒေါသနဲ့ဖုံးလိုက်တော့လေတရားနာပြိဿထိုအချစ်ဟာပျောက်တတ်တယ်ဘလောက်ပင်ချစ်နေတဲ့ဆိုမဲ့ဒေါသလေးဖြစ်လာရင်ထိုအချစ်ဟာဒေါသနောက်လိုက်သွားရင်လောဘကတော့နည်းနည်းပြည့်သွားတတ်တယ်ဒီနေရာမှာအနိစ္စပဲလှဲ့သုံးလိုက်ကြဒေါသဖြစ်တော့လောဘပြတ်တတ်တယ်ပြိဿဒေါသဖြစ်တော့ဘာပြတ်တတ်က
ခင်ဗျားတို့ချစ်လို့ခင်လို့ယူထားတဲ့ဒီထဲအတွဲတွေဆိုတာပါမှာပေါ့ငကိုတော့ကပြောနေကြတယ်ရိုးမြေကြ10ကဘာဘယ်ခါမလေးဘယ်လိုပြောယောက်ျားမလားမရခင်သာယောက်ျားများကပြောတယ်ရလာဗလားဆိုဩသာပေးဒီအိမ်သွားတာငါမကြိုက်ဘူးလို့ပြောလောကုန်ပြီဘိုင်းမကြိုက်တဲ့အိမ်သွားရောမကြိုက်တဲ့အိမ်သွားမကြိုက်တဲ့လူနဲ့ပေါင်းသင်မကြိုက်တဲ့လူနဲ့စကားပြောနေထိုင်လာတော့ဒေါသတွေဖြစ်လာပြီငကိုတော့ကမြို့မလောက်တဲ့မယုံမရှာပြောတဲ့ဇီးပြူဖန်ကားဆိုရင်နဲ့ပါဇက်ထဲတောင်ငုံထားမှာတဲ့ပြောကြတာမယုံမရှာခင်ဗျားတို့ပြောဘူးလားပြိဿကြီးမလေးပြောလိုက်ကြတာခုခေတ်တော့သချင်းတွေရလဲပုံလဲဆွဲလေးသာဖြစ်ရင်ဘာပြူးဆိုလားငါချောက်တယ်အော်ဒုက္ခနဲ့သူတရားနာပြိဿအော်တချင်းရတဲ့ဆိုတဲ့လူတွေပြစ်တင်တာမဟုတ်ပါဘူးကာမဓာတ်စာကာမတချင်းတွေလည်းဒုက္ခနဲ့သူတဲပေါ်ကြဟိုတချင်းတစ်ပုတ်ကြုတ်ကြားလိုက်တဲ့ကောင်းငင်ကဖိုးရွှေလာကြီးသွားမေးသူချစ်သူပဲရှိတော့နဲ့ဖိုးရွှေလာကြီးရဲ့တဲ့ချစ်သူများတွေ့ရင်သူပြုံးယုံလေးပြုံးပြလိုက်စမ်းပါတဲ့တောက်တီးတောက်တဲ့ဒီလာကြီးကပြုံးယုံမကလို့ဖဲပြတော့အဲ့ဒီကောင်သူသိမလားကျန်ကြပါမလို့ပြောနေမှာကာမတတ္တဝါဆိုတော့ထင်ပြီးထင်ရအဲ့ဒီထဲကျွတ်တို့လည်းပါပါတယ်အပြစ်ပြောရတာမဟုတ်ပါဘူးကာမတတ္တဝါရဲ့ထုံးစံနေပြောနေဒီထဲဟိုသချင်းတစ်ပုဒ်ကရှိသေးဖားလေးသွားမေးတယ်သူချစ်သူပဲရှိတော့ပြောလိုက်မှဖားလေးကွက်ကွက်နဲ့ကာမတတ္တိကိုဝိသရဲ့ဒါကြောင့်ဒီကာမတတ္တိဖြစ်ပေါ်လာတော့မိမိအထင်ကြီးပြီးတော့ရသက်ပါမခွာပဲနဲ့ရိုးမြေကြချစ်ချင်ပါတယ်ဆိုပေမဲ့လို့တယောက်အပြစ်ကလေးတယောက်မြင်လာတော့လေဟောကြည်တရားနာပြိဿတခြားစီနေကြတာတွေကွဲသွားကြတာတွေအတူတကွမပေါင်းသိနိုင်ပါဘူးဆိုတာတွေဘာနဲ့ဖုံးလုံးတာကဒေါသနဲ့ဖုံးနေเจ้าငါမသိဘူးမှလို့လားကြောက်เจ้าတော့တရားမသိဘူးမှလို့လားဟာမုန်းတာဘာနဲ့မုန်းတော့ဆိုတော့ဒေါသဖြစ်တော့ထိုจิตတွေပြုံးသွားဒေါသဖြစ်လာရင်အချစ်တွေပြုံးသွားတယ်ဒါကြောင့်လေတရားနာပိဋကခမည်းတော်ဖြစ်တဲ့ဒေါသကတော့ခဏပဲသူတော်ကောင်းတွေမုန်းပြီးတော့ယွန်သွားတဲ့ညီးငွေသွားတဲ့သဘာဝမျိုးမဲ့ညံဆိုင်အောင်မပြတ်နိုင်ကြတော့လေခမည်းတော်ပြန်ဆက်ကြတာပေါ့တယောက်တခြားစီနေရောတချို့အခမ်းမသိရံဖြစ်ရိုက်ကြနှဲ့ကြတယောက်တခြားစီနေကြရိုက်နှဲပြီးတော့လေရှိုးလို့ရှမ်းတာနဲ့လေးငရဲမခေါ်ဗျာမခေါ်ဘဲနဲ့တယောက်တခြားစီနေလို့တောင်တွေးမြောက်တွေးဆိုတော့ခေါ်ခြင်းစိတ်ကပေါ်လာဗျာရောတခြားစီနေတော့တွေးတာကိုတွေးဆိုဒီလိုကိုပြိဿဩငါရိုက်လိုက်တာသူခင်ဗျာနာရှမှာနာရာကိစ္စမရှိဘူးမနှက်ဖြင့်ကသမင်းမချက်တနတ်တော့ပြတ်တော့မှာခေါ်ခြင်းလို့တွေးတာကျွတ်တို့တော့ပဲပြောပါတယ်ရန်ကုန်စီပြောပါမိမကလည်းတွေးတယ်ဩငါရိုက်တာကိစ္စမရှိဘူးတဲ့လင်းသားဆိုတော့လူတွေပြန်ပြောတော့မယားကပြန်ပြောတော့လေရှက်ရှာမှာရှက်လို့ရိုက်တာတဲ့ရိုက်တာကိစ္စမရှိဘူးတဲ့နတ်ဖြင့်ကအထုံမထွက်ရင်ထုံရေးပြတ်တော့မှာတဲ့ခေါ်ခြင်းလို့တွေးတာဒီထက်ဟိုကလည်းခေါ်ခြင်းဒီကလည်းခေါ်ခြင်းဆိုတော့လင်လုတ်တဲ့လူကဒဇင်ကြီးမြင်ရသားနဲ့ငါဒဇင်ပဲနားထားမိပါလေစကားစမိမလည်းခေါ်ခြင်းဆိုတော့မြင်မလားတော့တဲ့ဒဇင်ဟိုထိုးထားဆိုတော့ဒီလင်မယားတဲ့သွားဗျာရောတရားနာပြိဿဒါကြောင့်ခမည်းတော်မုန်းနာကခဏမုန်းညဖယားအစရှိတဲ့သူတော်ကောင်းတွေယွန်သွားတာမုန်းသွားတာကတော့ဖြင့်နိဗ္ဗာန်ထိအောင်ယာသက်ပန်နဲ့မကယုံနံခန္ဓာအစပြတ်အောင်မုန်းသွားကြတယ်လို့မုန်းစေခြင်းနဲ့ကောင်းလားပြိဿအခုကြည့်လေတရားနာပြိဿအတ္တကဘယင်ကြီးဒေါသနဲ့ဖြတ်လိုက်တော့သူ့အပေါ်ချစ်နေတဲ့အချစ်တွေပြဲအကုန်လုံးဘာကမှမထားဘဲနဲ့ခုံဆွာမီရှို့ပြစ်ပြီးတော့တရားနာပြိဿမိမကိုတကယ်မုန်းလို့ဒီလောကကြီးတွေကဖြင့်ငါထွက်ပြေးခြင်းပါပြီဆိုတဲ့စိတ်မသုံးနိုင်ရှာသေးပဲနဲ့ဟော
တပါးသောမိမတယောက်မိပရခေါင်ကြီးခေါ်မြောက်တယ်ဗျဒီမိမမုံမေမယ်လို့လည်းတရားနာပရိသတ်ကြီးနောက်တစ်ဖန်ထမှန်၍မိမတယောက်ကိုမိပရခေါင်ကြီးမြောက်ပြီးတော့ဒီဘဝကသူတို့စုတည်ခဲ့ကြပြီးနောက်ဟောဇတ်တော်ကိုတရားနာပရိသတ်စေစုံအောင်ပေါင်းလိုက်တော့ရသေးကြီးကကျွတ်တို့ဖရာအလောင်းပါဗျာရသေးကြီးကဘာတုံးပရိသတ်ဖရာကိုယ်တော်မြတ်ဇတ်ပေါင်းတာဟောအတ္တကရှင်မယင်ကြီးကဟဲ့ယခုသင်ကြီးငွေနေတဲ့ယဟန်သည်ခိုတုံးကအတ္တကရှင်မယင်ဖြစ်ခဲ့ဘူးလေအခုသင်ကိုသာသနာတော်ကြီးကမပြောအောင်ဖြားယောင်းပြီးတော့နေတဲ့မယားဟောင်းကဥပရိဒေဝီဖြစ်ခဲ့ဘူးတဲ့ဟဲ့ချစ်တာတဲ့သင်အားဒုက္ခပြေပြောက်အောင်ယသိထံသွားလျှောက်ထား၍သင်ကိုခေါ်ပြီးယသိထံပြတဲ့ပုံနာလူလင်ကလေးကတော့ငါဤလက်ရတော်ရန်သားကြီးသာရိပုတ္တရာဖြစ်ခဲ့ဘူးတယ်လို့ဇတ်တော်ကိုဒီလိုပေါင်းလိုက်ပါတယ်ဗျာပိဋကကြီးကိုင်းပြန်မင်းမဲ့ယသိကြီးကပါတော့မြတ်စွာဘုရားအတ္တကရှင်မယင်ကြီးကကျွတ်တို့ဘုရားလက်ထက်ပါတော့လူထွက်ချင်းစိတ်ပေါက်တဲ့ယဟန်အတ္တကရှင်မယင်ကြီးကဘယ်သူတော့ဥပရိဒေဝီမိဖုရားကြီးကပါတော့ဟောဗျာဇလန်းတစ်ခုလုံးမမှတ်မိခြင်းနေပါစီဒါလေးပါသွားကြသမ်းပါဥပရိဒေဝီကြီးကပါတော့မယားဟောင်းပါတယ်တော့ဥပရိဒေဝီကြီးကပုံနာလူလင်လေးကပါတော့ရှင်သာရိပုတ္တရာလို့ဇတ်တော်ကိုဒီလိုချုပ်လိုက်ကြပါစို့ gain ဆိုကြတကဘာလုံးမှာမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအလုံးရနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေအလုံးကုန်ရနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးကျမ်းမာကြပါစေကိုင်းအိမ်ပြန်ပို့ကြပါစို့အတ္တကေဟေပြောသမျှဟောသမျှတွေကသဘောမကျပဲအပြစ်တွေ့ကြလည်းရင်ခြေရင်နဲ့ဖုံမုံစိတ်တွေပြစ်ပြအသီးသီးသောမိမိတို့အိမ်ငရာဌာနသို့နိဝတ္တန်တုသီခံရသာပြန်ကြပေတော့နိဝတ္တန်တုမေတ္တာယပခါဖြောင်းလိုက်မယ်ပြစ်ပရတွေဝေးရကမြန်းစီရောချစ်တရာဆွေကလျောင်းပြီးကိုယ်စိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း